သမီးဒီနေ့လေ water fight champion ဖြစ်ရမယ် တနစ်ကလည်းချန်ပီယံလို့သာပြောဘာစုမှလည်းမရ ဟာရတယ်လေ champion ဆိုရဲတိုက်တရနေပြီပဲဘာလို့သေးလို့လဲ အေးပါဟုတ်ပါမယ်ချန်ပီယံလေးဘယ်ရောက်သွားအမေကဖြစ်နေဒီဘုံနေမှာလည်းမရှိပါလားဟာထပ်ပြီးရတော့မှာပေါ့ဟာရေလည်းမလာသမီးတငယ်ချင်းနေလာတော့မှလေခဏနေအဝတ်စားရပါလဲထားလိုက်တော့ ဟုတ်ရေမရအောင်တော့ တော့ ပြောတာ ready for Wi-Fi လိုရတော့ပဲဖြစ်ပြီဒါပေမဲ့ရေကတော့မသိရဘူး ပြောညာကြရဖြည့်တာမယ် sorry အိမ်ပြော်လာလို့